အရန်ကိုကြောက်လန့်နေတဲ့အတွက်ကြောင့်ဘာမှမမြင်ခဲ့ပဲ Harry ကတော့ထိုစောင့်ကြပ်နေတဲ့ခွေးဟာ Hagrid ဘဏ်ကနေတိတ်တဆိတ်ထုတ်လာခဲ့တဲ့ပစ္စည်းဖြစ်နိုင်ကြောင်းပြောနေခဲ့ပါတယ်။အဲနောက်မှာတော့ Gryffindor အသင်းကောင်းဆောင်က Harry ကို Quidditch အကြောင်းရှင်းပြပြီးကစားနည်းကိုသင်ပေးခဲ့ပါတယ်။ Harry ရှာရမယ့်ရွှေဘောလုံးလေးကတော့အမှတ်တရ5 ဆက်ရမှာဖြစ်ပြီးရရှိခဲ့ရင်အသင်းကအနိုင်ရမှာဖြစ်ပါတယ်။နောက်နေ့မှာတော့ပစ္စည်းလေပေါ်မြှောက်ခြင်းအတန်းကိုဆက်လက်တင်ကြရပါတယ်။အတန်းသားအားလုံးမလုပ်နိုင်ပေမဲ့ထက်မြက်တဲ့ Harmony ကတော့ချက်ချင်းတက်မြောက်တဲ့အတွက်ကြောင့်ကောင်ကိုဆရာကြီးလုပ်ပြန်တင်ပေးနေခဲ့ပါတယ်။ Gallium Leviosa. အတန်းဆင်းတဲ့အခါမှာရောကအတင်းပြောနေခဲ့တဲ့အတွက်ကြောင့် Harmony ကကြားသွားခဲ့ပြီးတနေ့လုံးအိမ်သာထဲမှာသွားငိုနေခဲ့ပါတယ်။ညစာစားချိန်ရောက်တော့ Professor Quirrell ကအပြေးဝင်လာခဲ့ပြီးမြေအောက်ခန်းထဲကိုတစ်စေတစ်ကောင်ရောက်နေကြောင်းပြောပြီးမေးလဲသွားပါတယ်။ကျောင်းသားတွေအားလုံးလဲကြောက်လန့်ကဝရုန်းသုန်းကားဖြစ်နေချိန်ဩဇာညောင်းလာတဲ့အတန်ဖြင့် Professor Dumbledore ကကျောင်းသားအားလုံးကိုကျောင်းသားခေါင်းဆောင်များကအဆောင်များသို့ပြန်ခေါ်သွားကြရန်နှင့်ဆရာများအားလုံးတို့နှင့်အတူမြေအောက်ခန်းကမိစ္ဆာကိုနှိမ်နင်းရန်လိုက်ခဲ့ခိုင်းပါတယ်။အဲဒီနောက် Harry က Ron ကိုခေါ်ပြီးအိမ်သာထဲမှာငိုနေတဲ့ Harmony ကိုအသိပေးရန်သွားခဲ့ကြပါတယ်။အိမ်သာထဲမှာ Harmony ကငိုပြီးထွက်လာတဲ့အချိန်မိစ္ဆာနှင်းတက်တိုးပါတယ်။အချိန် Harry နဲ့အလိုရောက်လာပြီးပစ္စည်းလေပေါ်ပြန်ခြင်းမှန်ထမ်းကိုရွတ်ဆိုပြီးမိစ္ဆာကိုနှိမ်နင်းနိုင်ခဲ့ပါတယ်။အဲဒီနောက်ဆရာတွေရောက်ရှိလာပြီးပထမနှစ်ကျောင်းသားတွေကမိစ္ဆာကိုကင်တွယ်နိုင်ခဲ့တဲ့အတွက်ကြောင့် Professor McGonagall က Harmony ကိုအမှတ်လျှော့ပြီး Harry နဲ့ Ron တို့ကိုအမှတ်တိုးပေးလိုက်ပါတယ်။ Professor Snape ရဲ့ခြေထောက်မှာဒဏ်ရာရနေကြောင်းကို Harry ကတွေ့သွားပါတယ်။နောက်ရက်မှာတော့ Harry စီကိုစာပိုးငှက်တစ်ကောင်ရောက်လာပြီးအကောင်းဆုံးမော်ဒယ်မျက်စိဒဏ်ကို Professor McGonagall ကလက်ဆောင်ပေးခဲ့ပါတယ်။နောက်နေ့မှာတော့ကိုယ်ပိုင်တစ်မျက်စိဒဏ်ရသွားတဲ့ Harry က Quidditch ပြိုင်ပွဲကိုပြိုင်ဖို့အတွက်အဆင်သင့်ဖြစ်နေခဲ့ပါတယ်